ဒါဒီ BLS ကို license မိတ်စတင်ရောင်းချတော့မှာဖြစ်ပါတယ်မင်းဦးမော်တာမြန်မာကနေစတင်ဖြန့်ချိတော့မှာဖြစ်ပါတယ်ခင်ဗျဒါအခုရက်ပိုင်းပေါ့နော်ဒီ EV တွေတော်တော်များများစီးကြတယ်ဒါယာဒီ BLS ကတော်တော်မိုက်တယ်အခုလုံးဝဒါပေါ့နော် clip ဆိုလို့ရှိရင် clip 150ရုပ်ထွက်ပုံစံမျိုးနဲ့လာတာပေါ့နော်ယာဒီ BLS လေးပေါ့နော်ကျွန်တော်တို့မိုးနဲ့သားမှာလည်းရောင်းချင်နေတာကြာပြီဒါပေမဲ့ license မိတ်တွေမရဘူးနော်ဒါပေမဲ့အခုကကျွန်တော်တို့မင်းဦးမော်တာမြန်မာကနေပြီးတော့စတင်မိတ်ဆက်လိုက်တဲ့ယာဒီ BLSအမျိုးအစားလေးဖြစ်ပါတယ်ခင်ဗျာ EV quality ကတော့လုံးဝ share ပဲယာဒီကတော့ဒီ EV cycle လောကမှာတော့တကယ်ကိုဆရာတဆူလို့ပြောလို့ရတယ်ပေါ့နော်ဒီကနောက်ပြီးတော့အခုစတင်ပြီးတော့မိတ်ဆက်လိုက်တယ်ဒီယာဒီ BLS ကဘက်ထရီကလည်းဒီ lithium မှာ LiFePo ဘက်ထရီနဲ့82 volt 30 ampere နဲ့ဖြစ်သွားပြီပေါ့နော်မော်တာဝက်2000နဲ့ဆိုတုံးဂုံးအတက်အဆင်းတွေကြတော့ AC ပဲပေါ့နော်အဲ့ဒါတော်တော်မိုက်တယ်အခုကျွန်တော်ကြည့်ရတဲ့ quality ကိုမိုက်တယ်နောက်ပြီးတော့ clip size ပေါ့နော် clip 150 size ကိုသူကအပြည့်ထွက်တယ်ပေါ့နော်ဒါနောက်ပြီးဘိန်းအရွယ်စားလဲ size သေးတာတို့ဘာလို့မရှိဘူးထိုင်ခုံအဆက်ရှိကနေနောက်ကိုဒါအရှည်ကြီးပဲမိုက်တယ်နောက်ပြီးတော့အခုကျွန်တော်ကြည့်လိုက်တာသူ့မှာ driving move ကဒီmove နှစ်ခုပါတယ်ပေါ့နော် eco ရ sport ရပေါ့နော် eco ကတော့ကျွန်တော်ခုနစမ်းကြည့်လာ48 50ဝန်းကျင်လောက်ပြေးတယ် sport ကတော့ကျွန်တော်အခုကြည့်လိုက်တာ sport ကတော့အခုကြည့်လိုက်ကျွန်တော်68ဝန်းကျင်လောက်80ဝန်းကျင်လောက်ဒီပြေးတယ်ပေါ့နော်နောက်ပြီးတော့ပေါ့နော်ဒီယာဒီ BLS ရဲ့ range ကလည်းကျွန်တော်အထင်ပေါ့နော်မိုင်အခုသူ့ရဲ့ motor weight 2000မှဘက်ထရီ82 volt 30 ampere နဲ့ဆိုလို့ရှိရင်တော့မိုင်60 80ဝန်းကျင်လောက်ထိတော့စီးလို့ရမှာဖြစ်ပါတယ်ခင်ဗျာတကယ်တမ်းရောင်းတဲ့အချိန်မှာတော့ specification နည်းနည်းလေးပြောင်းမလားတော့မသိသေးဘူးလက်ရှိအခုဒီမှာပေါ် show ပြထားတဲ့ဟာကတော့အခုဒီတိုင်းပဲtop speed ကတော့ထွက်တယ်ပေါ့နော်နောက်ပြီးတော့ယာဒီရဲ့ဒီ motor တွေကလည်းကျွန်တော်တို့ရောင်းသမျှ EV တွေထဲမှာဒီအရင်ဖြစ်တဲ့ရေလုံးနဲ့အမျိုးအစားထဲမှာလည်းပါတယ်နောက်ပြီးတော့ motor ငြိမ်နေပေါ့နော်စီးရရင် motor ကိုရမ်းနေရမျိုးမရှိ vibration မရှိဘူးငြိမ်ပြီးတော့ပြေးတာတော်တော်မိုက်တယ်လို့ပြောလို့ရတယ်သိမကြခင်အချိန်တွင်းမှာမင်းဦး motor မြန်မာကနေပြီးတော့စတင်ရောင်းချမယ်လို့ပြောပါတယ်ခင်ဗျာဈေးတန်းကတော့ဘယ်လောက်နဲ့ဖွင့်မလဲတော့ကျွန်တော်မသိသေးဘူးကျွန်တော်ရင်ခုန်စွာနဲ့ကျွန်တော်စောင့်ကြည့်ရမယ် best quality နဲ့ယာဒီ BLS ကိုကျွန်တော်မြန်မာနိုင်ငံထဲမှာမင်းဦး motor မြန်မာကနေစီးဖို့အတွက်ဖန်တီးပေးလိုက်ပြီဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးများတင်ရှိပါတယ်ခင်ဗျာ